Hello, live week လေးကနေကြိုဆိုပါရှင်။ဒီနေ့ကတော့ကလျာဘလော့လေးမှာကျူလီကြိုက်တဲ့ကိုမလေးတွေအတွက်ကလျာဆိုင်မှာရှိတဲ့ကျူလီလေးတွေကိုလိုက်ပြပေးပါမယ်။ဒီတစ်ခါကလျာကမလေးရှားတိုက်ရိုက်ပေါ်တော့ကျူလီလေးတွေကို install ထားပါတယ်။ရန်ကုန် supplier ကနေပြီးတော့တန်ဖုံးလေးတွေတော်တော်လေးကိုကလျာရောင်းခဲ့ပူပါတယ်။ကလျာဆိုင်လေးရောက်တာနဲ့ကျူလီလေးတွေကိုချိတ်ထားတွေ့ရပါမယ်။ကလျာကျူလီကိုစသီးခဲ့တာဒီလီမိုလေးကနေစသီးခဲ့တာ။လီမို cheese အရသာလေး peanut butter လေးလည်းရပါတယ်။ပြီးရင် cheese sandwich ရမယ်ခရကာကြိုက်တဲ့သူဆိုရင်ယူသစ်တဲ့ meat cracker လေးပါ onion လေးကကြတော့လူကြီးတွေအကြိုက်များပါတယ်ရှင်ရောလူငယ်ရောကြိုက်တဲ့ cheese cracker လေးရဝေးချနေတဲ့ကိုမမညီမလေးတို့အတွက်ဆိုရင်ဒီအုပ်လေးတွေကအစာလဲခံနေအရသာ၃မျိုးရှိပါတယ် strawberry ရယ် tangerine ရယ် chocolate ရယ်ဆိုပြီးတော့ရှိပါတယ်တော့ပါပြတ်သွားတော့တီရာမီဆူနဲ့တပယ် chocolate လေးပါရှင်အသာအစုံစားခြင်းနဲ့ဆိုရင်တော့ဂျူလီယာအစော့တက်လေးရှိပါမယ်Glassy jewelry marine လေးရတယ်တော်တော်ရောင်းရပါတယ်။ sugar cracker ရှိအထုပ်လေးလည်းရှိပါတယ်။ jewelry ဝေဖာကလေးမှာ2မျိုးရှိပါတယ်။ဒါလေးကထဲမှာအဲ့လိုမျိုးလေး2ခုပါပါ။ဝေဖာ jewelry ရတယ်လူတော်တော်ကြိုက်ကြပါတယ်။ cracker တွေကလည်းဒါလေးရပါတယ်။ Glassy မှာ jewelry item 18မျိုးရှိပါတယ်။ခုလိုချင်းလလေးနဲ့လည်းကလေးကစီစဉ်ပေးပါတယ်။ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်။ကိုဆုံးဖြတ်ကြည့်ပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက် vlog လေးမှာကလေးနဲ့တူပြန်ဆုံပါမယ်။ Bye